ready to wear နဲ့ပဲမှာ pattern maker တယောက်အနေနဲ့ရက်တည်တော့မယ်ဆိုရင် pattern တွေဆွဲတက်ရုံနဲ့မလုံလောက်ပါဘူး။ဘာကြောင့်လဲဆိုတော့ကိုကဒီပေါ့နော်လာအပ်တဲ့ design တွေပေါ့ကိုက pattern maker တယောက်အနေနဲ့ရက်တည်တော့မယ်။လာအပ်တဲ့ design တွေကိုကထုတ်ပေးတဲ့ခါကျရင်အခုမှလက်ထဲမှာကင်ထားလို့မျိုးပေါ့နော်။လွယ်အောင်ပြောမယ်ဆိုရင် pattern ကတ်တွေပေးလိုက်ရုံနဲ့သူ့ရဲ့တာဝန်တွေကပြီးသွားတာမျိုးမဟုတ်ဘူးပေါ့နော်။အဲ့တော့ဒီ pattern မှာ pattern ဘယ်နှချက်ရှိတယ်။ပိတ်စညက်တဲ့ခါကျရင်ဘယ်နှချက်ရှိရမလဲ။ပိတ်ကြောလိုက်နေတာဘာတွေလဲ။ဒီက mass production ဖြစ်တဲ့အတွက်ဒီအထည်ကိုမြန်မြန်ဆန်ဆန်နဲ့ထုတ်လုပ်နိုင်ဖို့အတွက်ဘယ်လို set တွေအသုံးပြုရမလဲဆိုတဲ့အချက်တရားအစားပေါ့နော်ဒီ course ကိုလာအပ်တဲ့ဒီ client တွေကိုတခါတည်းကိုက remote တွေလုပ်ပေးရမှာပဲဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးမလုပ်ပေးလိုက်ခဲ့ဘူးဆိုလို့ရှိရင်ကိုကတထည်တဲ့အတွက်ကိုပဲရက်တည်နေတာဖြစ်တဲ့အခါကြတော့ပေါ့နော်ကိုတက်တော့အရင်ချုပ် point တွေမှာအရင်ခက်ခဲမဖြစ်ပေမဲ့တကယ်စက်တန်းရောက်လို့ရှိရင်ကိုအပေါ်ကနေပြီးတော့ချုပ်လိုက်တဲ့ point တွေအဲ့လိုမျိုးလေးဖြစ်လိုက်ခဲ့မယ်ဆိုရင်ချုပ်တတ်မှာမလို့အပ်ပဲနဲ့အထည်တွေသွားပြီးကြန့်ကြာတာတွေ reject တွေထိတာတွေများခဲ့မယ်ဆိုလို့ရှိရင်ဆက်တန်းအတွက်လည်းအဆင်မပြေလို့ဒီစက်ရုံပိုင်ရှင်အတွက်နဲ့လည်းအဆင်မပြေဘူးပေါ့နော်အဲ့ချိန်မှာဘယ်သူတွေနဲ့ပို့ပြီးစကားပြောရလဲဆိုတော့ဒီအထည်လာအပ်တဲ့ client တွေနဲ့ပို့ပြီးတော့စကားပြောရတာလေးဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုက pattern maker တယောက်အနေနဲ့ရက်တည်မယ်ဆိုရင်ဒီ garment process တွေကိုတေချာလေးသိဖို့လိုအပ်တယ်ပေါ့နော်ကိုယ့်ရဲ့ဒီရဲ့သွားတဲ့ဒီအထည်တစ်ခုရဲ့ဖြစ်ပုံဘယ်လို process အနေနဲ့သွားရဲဆိုလို့ရှိရင်တော့မြန်မြန်ဆန်ဆန်ဖြစ်နိုင်မလဲဆိုတဲ့အချက်တွေအားစား pattern maker တယောက်အနေနဲ့သိတင်တယ်ပေါ့နော်အဲ့တော့ဒီလိုသိဖို့အတွက်ဆိုလို့ရှိရင်ဒီ local မှာပေါ့နော်တကယ်လိုအပ်ချက်ဖြစ်နေတဲ့ဒီ garment process ပိုင်းတွေကိုအမားတို့ဒီ Grace Fashion School ကနေပြီးတော့မှ12လပိုင်းမှာတန်ခွဲလေးတစ်ခုဖွင့်ပေးထားတာလေးရှိတယ်အဲ့တန်ခွဲအသေးစိတ်လေးကိုလည်းအမဒီ video file လေးရဲ့ comment မှာတင်ပေးထားရယ်နော်